အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ The Cliff Notes Movie Recap Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကမ္ဘာလုံးကလူတန်းပေါင်းများစွာရဲ့ဘဝတွေအင်ဂျင်တွေနဲ့စူဆောင်းငွေတွေအားလုံးကမိတ်ဆွေရဲ့လက်ထဲက file လေးတစ်ခုကြောင့်ညာရင်းချင်းအမိုက်ဖြစ်သွားနိုင်တယ်ဆိုရင်မိတ်ဆွေဘာလို့မှလဲအမှန်တရားကိုဖွင့်ချပြီးလူသားချင်းစာနာမှာလားဒါမှမဟုတ်အားလုံးကိုကြောက်ထဲတွန်းချပြီးမိတ်ဆွေရဲ့ဘန်လုပ်ငန်းကြီးကိုပဲကဲတင်ပါလားဒီနေ့ကျွန်တော်တို့ recap လုပ်ပေးမယ့်ဇာတ်လမ်းကတော့2008ခုနှစ်ကမ္ဘာစီးပွားရေးအကြက်တဲကြီးမဖြစ်ခင်24နာရီအလို Wall Street ရဲ့ထိပ်သီးဘဏ်ကြီးတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့အင်မတန်ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုအကြောင်းပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာ Eric Dill အဖြစ် Stanley Tucci, Peter Sullivan အဖြစ် Zachary Quinto, Will Emerson အဖြစ် Paul Bettany, Sam Roger အဖြစ် Kevin Spacey, John Tuck အဖြစ် Jeremy Irons, Gerard Cohen အဖြစ်Simon Baker နဲ့ Sarah Robertson အဖြစ် Demi Moore တို့ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကိုခန်းစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်တော့ကမ္ဘာစီးပွားရေးကိုဖျက်ဆီးခဲ့တဲ့လောဘဇလန်းကိုအရင်ကားတဲ့ပို့ပြီးထိတ်လန့်စရာကောင်းအောင်မြင်တွေ့ရပါလိမ့်မယ်။ဇလန်းကယာရူကြီးအရာရှိတွေကိုအစိုးလိုက်အပြုံလိုက်အလုံးထုတ်တဲ့ပုံရိပ်နဲ့စတင်ထားပါတယ်။အထူးသဖြင့်ဆုံးရှုံးမှုအန္တရာယ်စီမံခန့်ခွဲရေးဌာန Risk Management ရဲ့ဝန်ထမ်း80ရာခိုင်နှုန်းခန့်နဲ့စုစုပေါင်းဝန်ထမ်းရဲ့40ရာခိုင်နှုန်းကျော်ကိုအလုပ်ထုတ်ခဲ့ပါတယ်။ဒီလိုလူလျှော့ခဲ့တဲ့ထဲမှာဘဏ်ရဲ့ Risk Management ဌာနမှာလုံသက်ရဲ့အရာရှိကြီး Eric Dill လည်းပါဝင်သွားခဲ့ပါတယ်။သူဟာအနှစ်20နီးပါးလုံသက်ရှိခဲ့ပေမဲ့ကုမ္ပဏီကသူ့ကိုလုံခြုံရေးအရာဆိုပြီးဖုန်းလိုင်းနဲ့ပြတ်အဆောက်အဦတွေကနေမောင်းထုတ်တဲ့အထိရရဆက်ဆံခဲ့တာပါ။ Eric ဟာ Delhi ကားတွေကထွက်မသွားခင်မှာသူ့ရဲ့လက်ထောက်ဖြစ်သူ Peter Sullivan ကို USB တခုပေးခဲ့ပြီးတော့ဒါကိုကြည့်လိုက်ပါဒါပေမဲ့သတိထားပါလို့မှာကြားခဲ့ပါတယ်။ Peter ဆိုတာကတော့တာမန်လူမဟုတ်ပါဘူး။သူဟာ MIT ကနေဒေါက်တာဘွဲ့ရထားတဲ့ Rocket Scientist တယောက်ဖြစ်ပြီးငွေပိုရလို့သာဒီဘန်းမှာအလုပ်ဝင်နေတာပါ။သူဟာအလုပ်စင်းချိန်မှာလူတိုင်းအပြင်သွားနေကြပေမဲ့ Eric ပေးခဲ့တဲ့အချက်လက်တွေကိုစိတ်ဝင်စားတဲ့တွက်ချက်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ပိုင်ဆိုင်ထားတဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ပိုင်ဆိုင်မှုတွေဟာတကယ်တော့အနှစ်သာရမရှိတဲ့အမိုက်တွေဖြစ်နေမှန်းသူစတင်တွေ့ရှိသွားပါတော့တယ်။ဖီတာတွက်ချက်လိုက်တဲ့ model တွေအရသူတို့ဘဏ်ဟာပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာအေယာချင်းငွေအာမခံစာချုပ်တွေဖြစ်တဲ့ MBS တွေကိုအလုံးအရင်းနဲ့ကိုဝယ်ယူခဲ့တာပါ။ဒီ MBS တွေနဲ့အတူကုမ္ပဏီကရောင်းမထွက်ပဲလက်ကျန်ဖြစ်နေတဲ့ Anso Assets တွေဖြစ်တဲ့တမိုးတဲ့အမိုက်စာချုပ်တွေကိုပေါင်းဆက်ပြီး CDO တွေအဖြစ်သူတို့က product တစ်ခုအနေနဲ့ပြန်လည်ထုတ်ပိုးခဲ့ကြပါတယ်။တကယ်တော့ CDO ဆိုတာအရေးသွေးမတူတဲ့အကျွေးစာချုပ်တွေကိုတစုတစည်းတည်းဖြစ်အောင်ထုတ်ပိုးလိုက်တာပါ။ဒီလိုပုံစံပြောင်းလဲထုတ်ပိုးပြီးတဲ့နောက်မှာအကဲဖြတ်အဆင့်သတ်မှတ်တဲ့ rating agency တွေကဒါတွေကိုအကောင်းဆုံးအဆင့်ဖြစ်တဲ့ AAA rate အနေနဲ့သတ်မှတ်ပေးထားပြီးတစ်ကမ္ဘာလုံးကိုလှည့်စားထားကြတာပါ။ဗီဒါတွေ့ရှိသွားတဲ့အဓိကအမှားကြီးကတော့သူတို့ရဲ့ analysis model ကတနိုင်ငံလုံးအတိုင်းအတာနဲ့အင်ချန်မြေဈေးကွက်ထိုးကျသွားနိုင်ခြေကိုထည့်သွင်းတွက်ချက်ဖို့ပြက်ကွက်ခဲ့တာပဲဖြစ်ပါတယ်။အခုတော့ဒီအင်ချန်မြေဈေးကွက်ကတကယ်ကြီးပျက်စီးနေပြီဖြစ်လို့သူတို့ဘဏ်ကင်ထားတဲ့ MBS တွေနဲ့ CDO တွေဟာတန်ဖိုးမရှိတဲ့အမိုက်တွေဖြစ်နေပါပြီ။သူတို့ဘဏ်ကကင်တွဲနေတဲ့အင်အားချင်းငွေအာမခံစာချုပ် MBS တွေရဲ့တန်ဖိုးဟာပုံမှန်ထက်ကျော်လွန်ပြီးအတက်ကျကျန်းနေတာကြောင့်တကယ်လို့ဒီတန်ဖိုးတွေရဲ့25ရာခိုင်နှုန်းလောက်ပဲကျဆင်းသွားမယ်ဆိုရင်ဘဏ်တစ်ခုလုံးရဲ့တန်ဖိုးထက်များတဲ့ဆုံးရှုံးမှုကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီနည်းအားဖြင့်ဘဏ်ကြီးတစ်ခုလုံးဟာအချိန်မရွေးပေါက်ကွဲနိုင်တဲ့ဘုံကြီးတစ်ခုကိုပိုက်ထားသလိုဖြစ်နေတာပါ။ဒီချိန်တွေကိုသိသိချင်းမှာ Peter ဟာသူ့ရဲ့အထက်လူကြီးတွေဖြစ်တဲ့ Will Emerson နဲ့ Sam Roger တို့ကိုညနေတကောင်မှာရုံးကိုပြန်ခေါ်ခဲ့ရပါတယ်။အချိန်တွေကတဖြည်းဖြည်းတင်းမာလာပြီးဘဏ်ရဲ့ထိပ်သီးရာရှိတွေဖြစ်ကြတဲ့ Sarah Robertson နဲ့ Gerard Cohen တို့ပါရုံးကိုရောက်လာကြပါတယ်။နောက်ဆုံးမှာတော့ဘဏ်ရဲ့အာဏာရှိဆုံးတထေးကြီး John Tuck ဟာမနက်2နာရီခွဲမှာရဟတ်ယာဉ်နဲ့ဆင်းသက်လာပြီးဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်။CEO ကပီတာကိုလက်ရှိဖြစ်ပြနေတဲ့အခြေအနေကိုကလေးတယောက်ကိုရှင်းပြတယ်လို့မျိုးအလွယ်ဆုံးရှင်းပြဖို့ခိုင်းခဲ့ပါတယ်။ပီတာကဈေးကွက်ရဲ့မတည်ငြိမ်မှုနဲ့အိမ်ချမ်းမြေဈေးကွက်ပျက်စီးမှုကြောင့်သူတို့ကင်ထားတဲ့ MBS တွေဟာအနက်သက်မကောင်းတော့တဲ့စွန့်ပစ်ပစ္စည်းတွေဖြစ်သွားပြီဆိုတာကိုရှင်းပြပါရတယ်။အားလုံးကဖြည့်ရှင်းနည်းရှာဖို့စုဝေးကြတဲ့အခါ
ဘန်ဥက္ကဋ္ဌရဲ့အစီအစဉ်ကရိုးရှင်းပါတယ်ဥက္ကဋ္ဌဖြစ်သူပြောသွားတဲ့စကားကဒီရုပ်ရှင်ရဲ့အသက်ပါပဲစီးပွားရေးလောကမှာရှင်သန်မှုနီလန်း၃ခုပဲရှိတယ်အဲ့ဒါတွေကတော့သူများတဲ့အရင်ဥအောင်လုပ်မလားသူများထက်ပိုးတော်အောင်လုပ်မလားဒါမှမဟုတ်လိန်ညာလှည့်စားမလားသူကလိန်ညာတာကိုမရွေးချယ်ပဲသူများတဲ့အရင်ဥအောင်လုပ်ဖို့ကိုပဲရွေးချယ်လိုက်ပါတယ်အဲ့ဒီရွေးချယ်မှုကတော့မနက်ဈေးကွက်ဖွင့်တာနဲ့သူတို့စီမှာရှိတဲ့ Triple A အဆင့်ရထားတဲ့အမိုက်စာချုပ်အားလုံးကိုတခြားဘဏ်တွေစီရတဲ့ဈေးနဲ့အမြန်ဆုံးရောင်းထုတ်ဖို့ပါပဲဒါဟာသူတို့ကိုယုံကြည်တဲ့ဖောက်တယ်တွေကိုလိန်ညာရောင်းချတာဖြစ်တယ်လို့တကမ္ဘာလုံးရဲ့စီးပွားရေးဈေးကွက်ကိုလည်းဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲဌာနအကြီးအကဲဆမ်ကတော့ဒါကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့တန်ဖိုးမရှိမှန်းတီးတီကြီးနဲ့ရောင်းတာဟာသူတို့ရဲ့ဂုံတိတ်ခါကိုဖျက်ဆီးတာဖြစ်ပြီးဘသူကမှနောက်သူတို့စီကဝယ်ယူမှာမဟုတ်တော့လို့ပါဒါပေမဲ့ဥက္ကဋ္ဌကတော့ရှင်သန်မှုအတွက်ဆိုရင်ဒါဟာလုပ်ရမယ်လို့ပြက်ပြက်သားသားပြောလိုက်ပါတယ်ဝန်ထမ်းတွေကလည်းသူတို့ရဲ့အလုပ်ကိုင်တဲ့စုချင်းငွေတွေအတွက်ကိုကျင်တရားကိုဘေးဖယ်ထားပြီးမိတ်ဆွေတွေကိုလိန်ညာရမယ်အယောင်းဝယ်တိုက်ပွဲကြီးကိုစတင်ကြရပါတော့တယ်မနက်ခင်းအယောင်းဝယ်ဈေးကွက်ဖွင့်တာနဲ့ဘဏ်ဝန်ထမ်းတွေဟာသူတို့ရဲ့ဖောက်တယ်တွေကိုဖုန်းတွေတကံကွမ်ဆက်ပြီးတမိုးမရှိတော့တဲ့ပစ္စည်းတွေကိုအယူအမူရောင်းချကြပါတော့တယ်ဒီမြင်ကွင်းဟာတကယ်ကိုစိတ်ပြက်စရာကောင်းလာသလိုသူတို့ရဲ့လှုပ်ဖော်ကြိုင်ဘက်တွေကတော့သူတို့ကိုချိန်ဆတဲ့အထိဖြစ်လာခဲ့ပါတယ်နေ့လယ်ပိုင်းရောက်တဲ့အခါမှာတော့သူတို့ဘဏ်ဟာပိုင်ဆိုင်မှုအားလုံးဒီပါးကိုရောင်းချနိုင်ခဲ့ပြီးအကြီးကျယ်ဆုံးရှုံးမှုကနေလွတ်မြောက်သွားခဲ့ပါတယ်ဒါပေမဲ့ဒီလောက်ရဲ့ကြောင့်ဈေးကွက်တစ်ခုလုံးပြိုလဲသွားပြီးလူပေါင်းများစွာအလုံးလက်မဲ့ဖြစ်ခဲ့ရသလိုကုမ္ပဏီပေါင်းများစွာလည်းပျက်စီးခဲ့ရပါတယ်ဘဏ်ဝန်ထမ်းတွေကလည်းသူတို့ကိုယ်တိုင်အလုပ်ပြုတ်သွားခဲ့ရပေမဲ့အယောင်အောင်မြင်ခဲ့ရတဲ့အတွက်ဒေါ်လာတန်းနဲ့ချီတဲ့စုကြီးတွေကိုတော့ရရှိသွားကြပါတယ်အဲ့ဒီကိုလည်းကုမ္ပဏီကနှုတ်ပိတ်ခအဖြစ်ငွေအမြောက်အများပေးပြီးပြန်ခေါ်ထားခဲ့ပါတယ်ဆမ်ရောဂျာတယောက်လည်းစိတ်ပြက်လက်ပြက်နဲ့အလုပ်ထွက်ဖို့ကြိုးစားပေမဲ့ဥက္ကဋ္ဌဖြစ်သူရဲ့ဒါဟာအမြဲဖြစ်နေကြတန်တရားပါဆိုတဲ့စကားနဲ့အတူသူ့ရဲ့ငွေလိုအပ်ချက်ကြောင့်ဆက်နေဖို့ဆုံးဖြတ်လိုက်ရပါတယ်ဇလန်ရဲ့နောက်ဆုံးမှာတော့ဆမ်ဟာသူ့ရဲ့သေဆုံးသွားတဲ့ခွေးကလေးကိုအိမ်ဟောင်းတစ်ခုရဲ့ channel မှာညင်မြုပ်နေနေပြီးဆုံးသွားခဲ့ရပါတယ်ဒါဟာသူတို့ဖျက်ဆီးပြစ်လိုက်တဲ့လူတွေရဲ့ဘဝတွေကိုကိုစားပြုနေတယ်လို့ပါပဲ margin call စကားဟာအရင်းရှင်စနစ်ရဲ့အမှောင်ဘက်ချမ်းနဲ့လူတွေရဲ့လောဘကိုအရှိအတိုင်းပြသသွားတဲ့ပြောင်မြောက်တဲ့ဇက်ကားတကားပါကိန်းကနန်းတွေရဲ့နောက်ွယ်မှာတကယ်လူသားတွေရဲ့ဘဝတွေမိသားစုတွေရှိနေတဲ့ဆိုတာကိုဒီဘန်ကြီးတွေကမေ့လျော့နေကြတာကိုတွေ့ရပါလိမ့်မယ်ဒီဇက်ကားကိုဘာကြောင့်ကြည်တင်တယ်လဲဆိုရင်တော့ရှုပ်ထွေးလာတဲ့စီးပွားရေးလောကအကြောင်းကိုရင်တထိတ်ထိတ်နဲ့မြင်တွေ့ရမှာဖြစ်ပြီးခက်ခဲတဲ့အခြေအနေတွေမှာလူတွေရဲ့ကိုယ်ကျင်တရားဟာဘလောက်အထိပျက်စီးသွားနိုင်လဲဆိုတာကိုသိရှိနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဒီစကားကနေရရှိနိုင်တဲ့ message တွေကတော့နံပါတ်1ချက်အနေနဲ့ဂိမ်းကနန်းတွေကလိန်ညာနိုင်တယ်ဆိုတာပါပဲဘန်ကသုံးခဲ့တဲ့ risk analytics model တွေဟာအိမ်ချမ်းမြေဈေးကွက်ကြီးတစ်ခုလုံးပြိုလဲသွားနိုင်တဲ့ဖြစ်နိုင်ခြေကိုလက်လူရှုခဲ့သလိုပဲကျွန်တော်တို့ဟာလည်းတစ်ခါတလေမှာကိုယုံကြည်ခြင်းနဲ့အမှန်တရားနောက်ကိုပဲမျက်စိမိတ်လိုက်မိတတ်ကြပါတယ်နံပါတ်2အချက်ကတော့ကျွမ်းကျင်မှုထက်အမြန်ဆုံးကပိုအရေးကြီးတယ်ဆိုတဲ့ဘန်ဥက္ကဋ္ဌဂျွန်ထက်ရဲ့ခံယူချက်ပါစီးပွားရေးလောကမှာမှန်တာထက်ပထမဆုံးဖြစ်ဖို့ကပိုအရေးပါတယ်ဆိုတဲ့အယူအဆဟာဘလောက်ထိရက်ဆက်ကြမ်းကြုတ်နိုင်တယ်လဲဆိုတာကိုတွေ့ရပါတယ်နံပါတ်3အချက်အနေနဲ့ကတော့တာဝန်ယူမှုပျောက်ဆုံးခြင်းပါပဲဘန်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာပြဿနာဖြစ်လာတဲ့အခါတာဝန်ယူရမယ့်အစားအောက်ခြေဝန်ထမ်းတွေနဲ့အာမန်လူရန်စားတွေစီကိုအရှုံးတွေကိုအတင်းအားဓမ္မလွှဲပြောင်းပေးခဲ့ကြပါတယ်နံပါတ်4ချက်ကကိုကျင်တရားနဲ့တန်ဖိုးပါဒီဇကားတွေကဇက်ကောင်တွေဟာသူတို့ရဲ့ယာတူးနဲ့စုချင်းငွေတွေအတွက်လူတန်းပေါင်းများစွာတွေရဲ့ဘဝတွေကိုဖျက်ဆီးရမယ့်ဆုံးဖြတ်ချက်တွေကိုခက်ခဲရွေးချယ်ခဲ့ကြရတာကခေတ်သစ် corporate လောကရဲ့အမှောင်ချမ်းကိုပြသနေပါတယ်နောက်ဆုံးချက်ကတော့သမိုင်းဟာအမြဲတမ်းတကြော့ပြန်လေတတ်တယ်ဆိုတာပါပဲဂျွန်ထက်ပြောခဲ့သလိုပါပဲစီးပွားရေးလောကမှာဒီလိုပျက်စီးမှုတွေကအရင်ကလည်းရှိခဲ့ဘူးသလိုနောင်လည်းရှိနေအောင်မှာပဲဖြစ်ပါတယ်အဲ့ဒီအတွက်တာမန်လူရန်စားတွေကပဲအမြဲတမ်းဆုံးရှုံးခံရမြဲဖြစ်ပါတယ်ဒါကြောင့်ဒီဇကားဟာမိတ်ဆွေတို့ကိုငွေကြေးနဲ့လူသားချင်းစာနာမှုတို့ကြားကအားပြိုင်မှုကိုအရှိအတိုင်းမြင်တွေ့စေမဲ့လက်ရကောင်းတစ်ခုဖြစ်ပါတယ်ကဲဒီတော့မိတ်ဆွေတို့သာပ
Peter Sullivan ရဲ့နေရာမှာဆိုရင်အမှန်တရားကိုဖွင့်ချမှာလားဒါမှမဟုတ်ကုမ္ပဏီကခိုင်းတဲ့အတိုင်းပဲလုပ်မှာလားဆိုတာကို comment မှာပြောခဲ့ပေးပါဦးနောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုဇာတ်ကားမျိုးကို recap လုပ်ပေးစေခြင်းလဲဆိုတာကိုအကြံပြုပေးသွားလို့ရပါတယ်ဘုဒ္ဓတာရမယ့်ဇလန်းလေးတွေကိုအနှစ်ချုပ်တင်ဆက်ပေးနေတယ်ကျွန်တော်တို့ရဲ့ The Cliff Note Channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်တာယာပျော်ရွှင်ပွဲကောင်းတဲ့နေ့လေးဖြစ်ကြပါစေ